哈利路亚，是乌swaaဖျားသခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်ချစ်ရတဲ့ညီကောင်မောင်တို့မအရောက်ချင်းစီတိုင်းမင်္ဂလာပါလို့ပြန်လည်ပြီးနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါနေတိုင်းမှာအသက်ရှင်သောဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုစာငတ်လျက်ဆောက်စားခံယူနေကြတဲ့ညီကောင်မောင်တို့မအရောက်ချင်းစီတိုင်းဖျားသခင်ကောင်းကြီးပေးပါစေအားလုံးပဲမင်္ဂလာပါနော်ဒီနေ့တော့ကျမတို့ဗုဒ္ဓဟူးနေ့ဖြစ်တဲ့အတွက်ကြောင့်နှုတ်ကပတ်တော်လေ့လာနေတဲ့ယေစကြည်လအနာဂတ်ကျမ်းကိုခဏလေးရပ်ပြီးတော့ဝိညာဉ်တော်ဖျားဖွင့်ပြတဲ့နှုတ်ကပတ်တော်နဲ့ကျမတို့စင်ကြင်ခွန်အားယူသွားမှာဖြစ်ပါတယ်ဒီနေ့နှုတ်ကပတ်တော်ကောင်းစဉ်ကတော့ထူးခြားသောအရာသာဖြစ်ပါတယ်ဟုတ်ကဲ့ပါအမငွန်ထားချင်းမင်္ဂလာပါဦးမင်းမောင်ဦးနိုင်ဝင်းစိုးမင်္ဂလာပါဒေါ်တန်တန်ဝင်းမင်္ဂလာပါနော်အမနော်ကယ်ရိုလိုင်းဟုတ်ကဲ့ပါအမနော်အနီတာတို့ဦးစောတော်ထူတို့မင်္ဂလာပါဟုတ်ကဲ့ပန်းနိုင်တို့မင်္ဂလာပါအမိုးမင်္ဂလာပါမမတူလီလီမင်္ဂလာပါကျေးဇူးတင်ပါတယ်အားလုံးပဲဖျားသခင်ကောင်းချီးပေးပါစေနော်ဟုတ်ကဲ့ပါတောင်ပေါ်သူအကောင့်နဲ့အမနော်မမူအေးတို့ဒေါ်နန်ဆန်ထရစ်တို့မင်္ဂလာပါအမဂရမ်မန်မင်္ဂလာပါဟုတ်ကဲ့အန်တီအေးမြင့်မင်္ဂလာပါကျမတို့ခဏလေးဆုတောင်းမယ်လေနော်ဆုတောင်းရင်းနဲ့အစားပြုမယ်အန်တီမူလည်းပါဝင်လာပြီနော်ညီမလေးဝင်းတီတီတို့မကြည်ကြည်စိန်ဆမ်မတော်ဘီဘီတို့မင်္ဂလာပါအားလုံးနှုတ်ဆက်ပေးချင်ပါတယ်ဒါပေမဲ့လည်းဆုတောင်းခြင်းနဲ့စလိုက်တော့မယ်နော်ဆုတောင်းရအောင်ဖျားသခင်ထာဝရဖျားကိုရောကိုကျေးဇူးတင်ပါတယ်ဒီကနေ့မှလည်းသားသမီးတို့အသက်ရှင်တဲ့ဖျားသခင်ကိုရောရဲ့နှုတ်ကပတ်တော်ကိုစင်ကြင်ခွင့်ရမှာဖြစ်လို့ကျေးဇူးတင်ပါတယ်တန်ရှင်သောဝိညာဉ်တော်ဖျားဒီစီဇန်မှာကိုရောလွတ်လပ်စွာလှုပ်ရှားပါသမီးရဲ့နှုတ်ရှာကိုကိုရောတိုင်းဗိတ်သိပ်ပြီးကောင်းကြီးပေးလေအသုံးပြုပါအွန်လိုင်းထဲကနှုတ်ကပတ်တော်ခံယူနေကြတဲ့ကိုရောသားသမီးအရောက်ချင်းစီတိုင်းရဲ့အသက်တာထဲမှာနှုတ်ကပတ်တော်ရှင်းလင်းပြီးကောင်းကြီးဖြစ်ရပါမယ်အကြောင်းကိုရောဖျားခင်ကျေးဇူးပြုပါနှုတ်ကပတ်တော်ကိုစီတာမောက်လန်ဖြတ်စည်းတဲ့အရာအားလုံးယေရှုနာမ၌ဖယ်ရှားပါတယ်။ကျေးဇူးတော်ပေါင်းရေတွက်ချီးမွမ်းပြီးနှုတ်ကပတ်တော်အစပြုတဲ့အခါမှာတပါးရီတော်သခင်ယေရှုနာမ၌ဆုတောင်းဆက်ကပ်လက်အစပြုပါတယ်အဖဖရာသခင်။အာမင်အာမင်ကျေးဇူးတင်ပါတယ်အားလုံးပဲဖရာသခင်ကောင်းချီးပေးပါစေ။အဲ့တော့ကျမ်းစာလေးတစ်ပိုက်ကျမတို့ဖတ်ရအောင်နော်တချို့လဲအခုမှရှာနေတော့ပေါ့နော်တကယ်တော့လဲနာမည်လေးတွေခေါ်ပြီးတော့မှနှုတ်ဆက်ရင်းနဲ့ခဏဆောင်ရင်တော့လဲကောင်းပါတယ်ဒါပေမဲ့တချို့ကလဲပြီးမှပြန်နားထောင်တဲ့သူကြတော့လဲဟာနာမည်တွေပဲနှုတ်ဆက်နေတာပဲဆိုတော့လဲဖြစ်ပြန်ရောနော်ဆိုတော့တယောက်တစ်မျိုးဆိုတော့ခတ်တယ်လေနော်ဒါကြောင့်မလို့ဖြစ်ပြေးချင်းသွားရင်းနဲ့ပဲကျမတို့စောင့်မယ်လေနော်ဟုတ်ကဲ့ပါ63ခုမြောက်သောစာလံအပိုက်ငယ်9ကိုကျမတို့ဖတ်ပါမယ်Psalms chapter 63 verse 5ဖြစ်ပါတယ်63ခုမြောက်သောစာလံအပိုက်ငယ်9ကိုကျမတို့ဖတ်ပါမယ်ဟုတ်ကဲ့ပါ63ခုမြောက်သောစာလံအပိုက်ငယ်9မှာတော့အိယာပေါ်မှာကိုရော့ကိုအောက်မေ့၍ညရန်တို့၌ကိုရော့ကိုစင်ကျင်လျက်နေသောအခါစီဥကို၎င်းစုသောအသားကို၎င်းစား၍ဝါတကဲ့သို့ကျွန်ုပ်ဝိညာဉ်သည်ဝါ၍ရှင်လန်းသောနှုတ်ခမ်းနှင့်ကျွန်ုပ်၏နှုတ်သည်ကိုရော့ကိုချီးမွမ်းပါမည်ဟာလေလုယာဖျားသခင်နာမတော်သည်ဘုန်းကြီးပါစေအဲ့တော့ကျမတို့မနက်စာလေးစားရင်းနဲ့ပေါ့နော်ကျမအမျိုးသားနဲ့ကျမနဲ့မနက်စာလေးထိုင်စားနေနဲ့စားနေတာကတော့ကျမတို့ခန္ဓာအစာကိုစားနေတာပါဒါပေမဲ့စားနေရင်လည်းကျမကအမြဲတမ်းပေါ့နော်အလုံးလုံးနေတော့၎င်းပေါ့ကြံပိုက်တစ်ခုကိုဆင်ခြင်မဆင်ခြင်ဘူးဆိုလို့ရှိရင်ဖျားခဲကောင်းမြတ်ခြင်းကြောင့်လည်းအဲ့လိုကျမစဉ်းစားတဲ့အကျင့်ရှိတယ်အဲ့တော့ကျမဒီမှာခန္ဓာအစာသာစားနေတာပေါ့နော်ဒါပေမဲ့ကျမစဉ်းစားနေနဲ့ဖျားသခင်အရင်ကောင်းမြတ်ကြောင်းကိုတအားကိုဆင်ခြင်မိတဲ့အတွက်ကြောင့်ကျမကဘာထပြောလဲဆိုတော့ယေရှုဖခင်ကလေလို့အရသာရှိတယ်နော်လို့ကျမပြောလိုက်တယ်စားနေတာခန္ဓာအစားစာပေါ့နော်စားနေနဲ့မုတ်ကိုအရသာရှိတယ်စားနေတဲ့အရာကိုအရသာရှိတာမဟုတ်ဘဲနဲ့ယေရှုဖခင်ကအရသာရှိတယ်နော်ဆိုရက်စကလုံးလေးကိုပေါ့နော်ပြောမိသွားတယ်
ပြောပြီးတော့မှကျမဖျားသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းတွေကိုဆက်ပြီးတော့မှတက်သေးခံလိုက်တယ်ပေါ့နော်ဒါနဲ့ကျမအမျိုးသားလည်းဟုတ်တယ်တဲ့ယေရှုဖျားအယံကောင်းမြတ်တယ်နော်ဆိုပြီးတော့သူလည်းဝန်ခံတာပေါ့နော်ဒါနဲ့အဲ့ဒီချိန်မှာထူးခြားတဲ့အဲ့ဒီစကားလုံးလေးကိုကျမကရသွားတာပေါ့နော်ယေရှုဖျားကအရသာရှိတယ်နော်ဆိုတာလေတကယ်တော့ဒီမှာခဏအစာစားနေတာဒါမဲ့ဖျားကောင်းမြတ်ခြင်းအကြောင်းကိုစဉ်းစားနေနေဆိုတော့ထွက်သွားတဲ့စကားလုံးကယေရှုဖျားအယံကောင်းမြတ်တယ်လို့ပြောရမှာယေရှုဖျားကအယံအရသာရှိတယ်နော်ဆိုတော့ဒါပေမဲ့ပြန်စဉ်းစားပြီးတော့ကျမအဲ့ဒါနဲ့အဲ့ဒီစကားလုံးလေးကိုကျမအယံခွန်အားရတာပေါ့နော်ဒါနဲ့ဟုတ်တယ်လို့ငါတို့ဖျားသခင်ကလို့တကယ်ကိုအရသာရှိတယ်ဖျားပေါ့နော်ဖျားသခင်အယံကောင်းမြတ်တယ်ဆိုပြီးတော့ကျမကစဉ်းစားမိရင်လည်းစာလန်ဆရာရဲ့နှုတ်ကပတ်တော်လေးကိုလည်းချက်ချင်းကျမသတိရသွားတယ်ဒီ63ခုမြောက်သောစာလန်အပိုက်ငယ်9ကိုကျမသတိရသွားပါတယ်အဲ့တော့ကျမတို့ပဲနော်စာလန်ဆရာလည်းပဲယေရှုဖျားကအရသာအယံကောင်းတယ်ဆိုတာကိုသူခံစားဘူးတယ်အဲ့တော့သူ့လိုပဲကျမတို့လည်းခံစားမှုတယ်ဒါဆိုရင်ကျမလိုပဲညီကိုမောင်နှမတွေခံစားမှုမှာဖြစ်တယ်ညီကိုမောင်နှမလိုပဲဆာလန်ဆရာလည်းခံစားမှုတယ်ဟာလေလုယာအဲ့ဒါယေရှုဖခင်အယံအရသာရှိတယ်ဘာလို့လဲဆိုတော့ဒီမှာဆာလန်ဆရာလဲလေအိယာပေါ်မှာလှဲပြီးတော့မှနော်တခါတဲ့အတိုင်းရေးပြီးရေးအကြောင်းနေ तू ကစဉ်းစားတာမဟုတ်ဘူးနော်ဟာကုံစင်းနှုတ်နေစဉ်းစားတာမဟုတ်ဘူးသူ့ရဲ့လက်အောက်ငယ်သားအကြောင်းတွေကိုလည်းသူစဉ်းစားတာမဟုတ်ဘူးသူ့လာတိုက်ခိုက်တဲ့ရန်သူတွေအကြောင်းစဉ်းစားနေတာလည်းမဟုတ်ဘူးဆွေမျိုးအတိုင်းဝိုင်းနေသူ့သားသမီးတွေအကြောင်းကိုစဉ်းစားနေတာလည်းသူကမဟုတ်ဘူးနော်ပြီးတော့အမျိုးသမီးကိစ္စတွေစဉ်းစားနေတာလည်းမဟုတ်ဘူးဒါဝိတ်ကအဲ့တော့သူဘာစဉ်းစားလိုက်လဲဆိုတော့အိယာပေါ်မှာကိုတော့ကိုအောင်းမိတာတဲ့အိယာပေါ်ရောက်သွားတဲ့ခါမှာတခြားဘာအကြောင်းမှမစဉ်းစားတော့ပဲနဲ့ကိုတော့ကို तू ကသွားဆင်ခြင်မိလိုက်တာကိုတော့ကိုသတိရလိုက်တာကိုတော့ရဲ့အကြောင်းလေးကိုသွားပြီးတော့မှဆင်ခြင်ကြည့်လိုက်တဲ့ခါမှာတဲ့တိုးတွေစိတ်တွေမှာဆိုရင်ကျမတို့ဒီစီဥကဘုရားသခင်ကိုပူဇော်ရတယ်ပြောမယ်ဆိုရင်စီဥနဲ့စူသောအသားဆိုတာအကောင်းဆုံးအရာတွေကိုပုံဆောင်လိုက်တာဖြစ်ပါတယ်ဘုရားသခင်ကိုရစ်ပူဇော်တဲ့ခါမှာစီဥဆိုတာကနော်တခါတဲ့မီးနဲ့ထိတွေ့တဲ့ခါမှာအငွေ့တွေအများဆုံးထွက်နိုင်တဲ့အရာဖြစ်တယ်မွေးကြိုင်နဲ့ရနဲ့အများဆုံးထွက်တာဖြစ်တယ်ဒါကြောင့်စီဥဆိုတာအကောင်းဆုံးဘုရားသခင်ကိုရစ်ပူဇော်ရတာဖြစ်တယ်ပြီးတော့ဒီမှာစူသောအသားဆိုတာနော်အယိုးတွေပဲမဟုတ်ဘူးပေါ့နော်အကောင်းဆုံးသောအသားအဲ့တော့စီဥနဲ့စူသောအသားကိုစား၍ဝတ်တဲ့တို့ကျမတို့တွေပိုက်စားနေတဲ့အခါမှာနော်တာမန်စားလိုက်တဲ့အစာမျိုးနဲ့အရန်စားကောင်းတဲ့အစားအစာကိုစားလိုက်ရရင်တင်းတိမ်ရောက်ရဲသွားတာမတူဘူးနော်ညီကောင်မောင်တို့ဘိုက်စားရဲဆိုပြီးရှိတာကိုစားလိုက်တာဘိုက်တင်းသွားတာပဲရှိတာဒါပေမဲ့ကိုယ်စိတ်ထဲမှာအရန်စားချင်နေတဲ့အရာအရန်စားကောင်းတဲ့အရာကိုစားရရင်ကိုယ်အကြိုက်ဆုံးကိုစားလိုက်ရလို့ရှိရင်နော်ဟာအရန်ကိုတင့်တိမ်ပြီးတော့မှတခါတယ်နော်ဘိုက်လဲဝသွားပြီးတော့မှဟာဒီနေ့မှပဲတကယ်ထမင်းစားရတာနဲ့တူးသလိုလိုနော်အရန်ရောက်ရဲသွားတာပေါ့နော်ကိုယ်အကြိုက်ဆုံးစားလိုက်ရတဲ့ခါမှာအဲ့ဒီလိုပဲစာလန်ဆရာကလည်းနော်အကောင်းဆုံးစီဥကိုစားလိုက်ရတယ်လို့ဒါမှမဟုတ်လဲစူသောအသားကိုစား၍ဝတ်တကယ်တော့တဲ့နော်ကျွန်တော်ဝိညာဉ်ဝသွားတယ်ဟာလေလုယာနော်ခန္ဓာအစာလည်းရှိတယ်လို့ဝိညာဉ်အစာလည်းရှိတယ်အဲ့တော့ဒီမှာတော့ကိုတို့ရဲ့အကြောင်းကိုသူကစဉ်းစားဆင်ခြင်လိုက်တာကျွန်တော်ဝိညာဉ်ဝသွားတယ်နော်အကောင်းဆုံးအစားအစာကိုစားလိုက်ရတယ်လို့ကျွန်တော်ဝိညာဉ်ဝပြေးဝသွားတဲ့ခါမှာကျေနပ်မှုရသွားတဲ့ခါမှာရွှင်လန်းတဲ့နှုတ်နဲ့မနေနိုင်တော့ပဲဖရာသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုစဉ်းစားတယ်ချီးမွမ်းနိုင်တော့တာဖြစ်တယ်တဲ့ဖရာသခင်နာမတော်ဒီကဘာဆက်ဆက်ဘုန်းကြီးပါစေဒါကြောင့်ဆာလန်ဆရာကနော်ကိုတော့အရန်အရသာရှိတယ်ဆိုတာ तू ကသိသွားပြီဒါကြောင့်အဲ့ရပေါ်မှာကိုတော့အောက်မိတ်ပြီးညရံတော့မှာကိုတော့စင်ကျင်လက်နေတဲ့အခါမှာနော်စီဥကိုလည်းကောင်းစူသောအသားကိုစားပြီးဝသွားသလိုပဲကျွန်တော်ဝိညာဉ်ဝသွားတဲ့ခါမှာရွှင်လန်းတဲ့နှုတ်နဲ့ကိုတော့ကိုချီးမွမ်းပါမည်တာမန်အစားစာမဟုတ်ဘူးအရန်အရသာရှိတဲ့အစာကိုစားလိုက်ရတဲ့ခါမှာအရန်ကိုဝပြီးတော့မှရွှင်လန်းသွားတယ်နော်ရွှင်လန်းတဲ့နှုတ်နဲ့ကိုတော့ကိုချီးမွမ်းပါမယ်ကျေနပ်သွားတာရောက်ရဲသွားတာဖြစ်ပါတယ်အဲ့တော့နော်ပြောမယ်ဆိုရင်တော့ဖရာသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းတွေကိုစဉ်းစားတာကအယံကိုအရသာရှိတယ်နော်အစားအစာတစ်ခုလိုပါပဲဖရာသခင်နာမတော်ဒီဘုန်းကြီးပါစေဒါကြောင့်34ခုမြောက်သောစာလံအပိုက်ငယ်8မှာလည်းဒီလိုပြောပါတယ်ကျမတို့ဖတ်ကြည့်မယ်နော်34ခုမြောက်သောစာလံအပိုက်ငယ်8
Psalms chapter 34 verse 8ကိုကျမတို့ဖတ်ပါမယ်34ခုမြောက်သောစာလံအပိုင်ငယ်8မှာဘာပြောလဲဆိုတော့ထာဝရဘုရားသည်ကောင်းမြတ်တော်မူကြောင်းကိုမြည်ဆန်း၍သိမှတ်ကြလော့အဲ့တော့အစားစာဆိုလဲမစားကြည့်ရင်ကိုမသိဘူးအဲ့တော့စားကြည့်လိုက်အဲ့ဒီခါမှာကောင်းသွားကြောင်းကိုသိလိမ့်မယ်အဲ့လိုပဲဒီနေ့လေယေရှုဖျားကအယံကောင်းတယ်အယံအရသာရှိတယ်ဆိုတာကိုစားဖို့ရတင်တဲ့ကျမပဲသိတယ်ဟာလေလုယာအဲ့ဒီအရာတွေလောကသားတွေကနားမလည်နိုင်ဘူးเนาะဒါကြောင့်လောကသားတွေမသိတဲ့အရာသာတင်တဲ့ကျမခံစားနေရတာဒါကြောင့်ဒီနေ့ကောင်းစဉ်ကထူးခြားတဲ့အရာသာပေါ့နော်ဘာလို့မီးဆန်းကြည့်မှာပဲယေရှုဖျားအယံကောင်းတယ်ဆိုတာသိရမှာယေရှုဖျားကအယံအရာသာရှိတယ်ဆိုတာသိရတာညီကိုမောင်တို့ကိုရောရဲ့ကောင်းမြတ်ခြင်းကြောင့်ကိုတစိမ့်စိမ့်စဉ်းစားရင်နဲ့ညီကိုမောင်တို့မဝနိုင်ဘူးเนาะစဉ်းစားခြင်းလေးချီးမွမ်းခြင်းလေးကိုတော့အယံအရသာရှိတယ်ဟာလေလုယာဒါကြောင့်ထာဝရဘုရားသည်ကောင်းမြတ်တော်မူကြောင်းကိုမြည်ဆန်းပြီးတော့မှသိမှတ်ပါမမီးသေးပဲနဲ့တော့မပြောနဲ့ဥပမာเนาะကျမဆိုလို့ရှင်လဲဒါငပိမစားဘူးเนาะဒါပေမဲ့ငပိရေချိုကဘလို့လဲဆိုတော့ကျမသိချင်တဲ့အတွက်ကြောင့်ကျမစားဘူးလေရှောင်းကျမစားကြည့်တယ်မညာတန်းပြောရင်လေစားကောင်းတယ်မညာတန်းပြောရင်စားကောင်းတယ်เนาะဒါပေမဲ့ဝက်ချံပေါက်မှာရယ်သွေးရမှာရယ်ကြောက်လို့မစားဘူးเนาะဆိုတော့အမှန်တိုင်းမညာတန်းပြောရင်စားကောင်းတယ်ဥပမာချင်မောင်ရွက်တွေပါကြော်ရင်ထဲ့တယ်ပေါ့နော်ဆိုတော့မညာတန်းပြောရင်အဲ့ဒါစားကောင်းတယ်အဲ့တော့စားဘူးတဲ့လူကသိတယ်ဟာတညင်းသီးလဲဘာဖြစ်တယ်ညဖြစ်တယ်เนาะကျမတို့မစားဖြစ်ဘူးဘာလို့လဲဆိုတော့ကျမတို့အမှုတော်ဆောင်ဆိုတော့သူများနဲ့အမြဲတမ်းတွေ့မယ်လေနော်တညင်းသီးနဲ့နှမ်းနေရဆိုမကောင်းလေအဲ့တော့မစားတာပဲရှိတာနော်ဒါပေမဲ့လက်ဖက်သေးထဲမှာပါတဲ့ဟာကိုစားကြည့်လိုက်တဲ့ခါကျတော့တကယ်ကောင်းတာအရန်ကောင်းတယ်စားလို့နော်မစားတာပဲရှိတာလေကိုဟာနဲ့ကိုမစားရဘူးဖြစ်နေတာပေါ့ပြောမယ်ဆိုရင်တော့နော်ဒါပေမဲ့အဲ့တညင်းသီးကအရသာရှိတယ်အဲ့လိုပဲနောက်ထပ်ပါလဲဆိုတော့ဒူးရင်သီးနော်ဒူးရင်သီးကိုကျမတို့ကငယ်ငယ်တုန်းကနော်ဒူးရင်သီးအနက်ညအရန်ဆိုးတယ်ဟာလားစားမကောင်းဘူးမစားနဲ့အဲ့လိုမျိုးပေါ့နော်လူကြီးတွေကပြောတဲ့ခါကျတော့ကျမတို့လည်းအဲ့လိုပဲစိတ်ဆွဲတာပေါ့တကယ်တမ်းဘယ်ဟုတ်မလဲဒူးရင်သီးကဈေးကြီးတော့လူကြီးတွေကမဝယ်ကျွေးနိုင်တဲ့ခါကျတော့မကောင်းဘူးပြောရင်လည်းအဲ့လိုပဲဆွဲသွားတာနော်ဒါနဲ့ဆရာနီဆက်နဲ့တွေ့တဲ့ခါကျမှသူကဇွတ်တင်ကြီးစားကြည့်ပါဆိုစားလဲစားကြည့်လိုက်ရောသူ့အလှည့်မရောက်တော့ဘူးနော်ဘလို့နေလဲဆိုအဲ့လိုဒါနဲ့ကျမကစားကောက်တဲ့ခါကျတော့တီသွားပြီနော်ကျမအမေကိုလည်းပြန်ကျွေးတဲ့ခါကျတော့နော်အမေကစားနေနဲ့နောက်ထပ်ပေးလို့တောင်းတယ်တဲ့မောင်လေးကပြောပြတာအဲ့တော့အရင်တော့ကကျတော့နဲ့မစားရဘူးမကောင်းဘူးဆိုပေါ့ခုကျတော့လဲကြိုက်ကြတာပဲမလားပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့မီးမမီးကြည့်သေးတာခက်အဆက်လက်ဆင့်ကတ်နဲ့အတန်နဲ့ပဲကျမတို့ကဒီလိုလေအခုလဲအဲ့လိုပဲယေရှုဖခင်အကြောင်းကိုလေညီကိုမောင်တို့မမီးဆမ်းမဲနဲ့မသိပဲနဲ့ဘာဖြစ်လဲဆိုတော့ဟာနော်ဂိုင်းကနာတွေဆွဲတယ်တော့ဟာသူတို့ကဘာသာတွေထဲမှာတိမ်သွင်းသွားတာတို့လမ်းလွဲသွားတာတို့နော်သူတို့တွေကဘာတွေလုံးနေမှမသိဘူးတော့နော်လမ်းတွေမှာလည်းလိုက်ခေါ်ကြတယ်လူတွေကိုတွေ့ရင်လည်းဒီဖျားကြောင့်ပဲပြောတယ်လူတွေကမပတ်သက်ချင်တော့နားတွေညီးလာကြတယ်ကျမတို့တွေနဲ့တွေ့ရင်ဘာဖြစ်လို့လဲဆိုတော့သူတို့ကမမီးကြည့်သေးဘူးဒီယေရှုဖျားကောင်းတယ်ဆိုတာကိုသူတို့မမီးကြည့်တော့အဲ့ဒီအရာတော်လည်းသူတို့မသိပဲနဲ့ခက်အဆက်ဆက်ကပြောခဲ့တဲ့အရာတွေကိုကြားပြီးတော့မှဒါရုပ်ပဲဆွဲကိုင်းတဲ့အခါမှာအကောင်းဆုံးအရာတာနဲ့လွတ်ပြီးတော့ဆုံးရှုံးနေရတယ်လို့မျိုးပေါ့ညီကိုမောင်တို့မတွေနော်ဒီလိုမျိုးဒါကြောင့်ကျမကဒီဟာလေးတွေကိုဆင်ခြင်ကြည့်တာပေါ့အော်မစားကြည့်ခဲ့တဲ့အချိန်တော့တောင်ဒီဒူးရည်သီးကောင်းမှမသိဘူးနော်အနဲ့မခံနိုင်ဘူးဘာညာနဲ့ပဲပြီးနေတာစားကြည့်လိုက်တဲ့ခါကျမှအိုးသူကလည်းအရာသာရှိတာပဲဆိုတာစားကြည့်မှသိတယ်လို့လေဒါကြောင့်ယေရှုဖခင်ကလည်းပြောတယ်နော်ငါကောင်းမြတ်ကြောင်းကိုမီးဆန်းပြီးသိမှတ်ကြပါမီးမှပဲသိမယ်တဲ့မြည်ကြည့်လိုက်ပါနော်အခုတော့တင်တဲ့ကျွန်မကယေရှုဖျားကိုမြည်ဆန်းကြည့်လိုက်တော့ကိုတော့အယမ်းကောင်းတယ်ဆိုတာသိတော့နော်ကိုတော့နဲ့ဘေခွဲလို့ဖြစ်မလဲနော်ကိုတော့နဲ့ဘေခွာလို့ဖြစ်မလဲကိုတော့ကိုအချိန်တိုင်းနာရီတိုင်းစက္ကန့်တိုင်းမှာကျွန်မတို့ကလိုအပ်နေရတာဖျားသခင်နာမတော်ဒီဘုံကြည့်ပါစေအဲ့တော့အစားတောက်ထဲမှာလဲအချိုလဲရှိတယ်အခါလဲရှိတယ်ကျွန်မစင်ကျင်မိတာပေါ့နော်အဲ့တော့ကျွန်မတို့ကငယ်တော့ကတော့တင်းနဲ့ကျွန်မအချိုကြိုက်တယ်
အဲ့လိုပဲယေရှုကိုမြည်ဆန်းပြီးကိုတော့ကောင်းတယ်ဆိုတာသိသွားပြီးတဲ့ခါမှာနော်ကိုတော့နောက်ကိုကျမတို့တွေကလိုက်ကြတယ်ကိုတော့နောက်ကိုလိုက်ကြတယ်လိုက်တဲ့အခါမှာခဏလေးတော့ပြဿနာလေးတွေကြုံရပါတယ်ယေရှုနောက်လိုက်တာနဲ့ချက်ချင်းအဆင်ပြေသွားတာတော့မဟုတ်ပါဘူးနော်ကိုတော့နောက်ကိုလိုက်တဲ့အခါမှာကျမတို့ကလောကအတိုင်းဝိုင်းထဲကနေထွက်ရတဲ့အတွက်ကြောင့်လောကရဲ့တိုက်ခိုက်မှုဆွေမျိုးတွေရဲ့တိုက်ခိုက်မှုပတ်ဝန်းကျင်ရဲ့တိုက်ခိုက်မှုနော်အဲ့ဒါတွေကြုံရတယ်အဲ့ဒီကြားထဲမှာနော်ငွေရေးကြေးပြဿနာလေးတွေဟုတ်လားခက်ခဲတဲ့ကြက်တဲတဲ့ဟာလေးတွေတွေ့ကြုံတဲ့အခါမှာလူတွေကလည်းဒီယေရှုနောက်ကိုလိုက်လို့ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတဲ့အရာတွေရှိမယ်နော်နင်တို့ဖျားတတ်နိုင်တယ်ဆိုအခုတော့ဆိုတော့လောင်ပြောင်ခံရတဲ့အရာလေးတွေရှိလိမ့်မယ်အဲ့လိုရှိခြင်းကဘာလဲဆိုတော့ညီကိုမောင်တို့နတ်ဆိုးဆွဲတဲ့လူတယောက်ကိုနော်နတ်ဆိုးနှင်ထုတ်ဖို့ရန်အတွက်ဖျားပိတ်သိရှိတဲ့လူစီခေါ်လာလို့ရှိရင်ညီကိုမောင်တို့အဲ့ဒီနတ်ဆိုးဆွဲတဲ့လူကဘာလုပ်လဲငိမ့်ငိမ့်လေးနဲ့တော့လာပြီးတော့ဝတ်လိုက်တာမျိုးတော့မဟုတ်ဘူးနော်သူ့ကိုဖမ်းချုပ်ပြီးတော့ခေါ်လာပြီးဆိုလို့ရှိရင် तू ကအနီးနားရောက်လေယုံလေအနီးနားရောက်လေတောင်းချမ်းလေပဲဘာလို့ဖယားနာမ၌တွေ့မှာကြောက်တယ်ဖယားရဲ့မျက်မှောက်တော်ကို तू ကြောက်တယ်အဲ့ဒီအတွက်ကြောင့်မလို့အနီးရောက်ရင်ယုံနေနော်စာရန်ကပြီးတော့မှသူ့ကိုယေရှုနာမ၌ဆိုအမိတ်ပေးပြီးမောင်းထုတ်လိုက်တဲ့ခါမှာ तू ကထွက်သွားရတယ်အဲ့လိုပဲယေရှုကိုစားရတဲ့ခါမှာစာရန်ကအထဲကနေတောင်းချမ်းတာပေါ့နော်ဘာလို့ကိုတော်နဲ့ထာဝရနီးတော့မယ်ဆိုတာကို तू ကြောက်တဲ့အတွက်ကြောင့် तू လည်းထွက်ရတော့မယ်ဆိုတာသိတဲ့အတွက်ကြောင့်ကြောက်ပြီးတော့ယုံတာဖြစ်တယ်အဲ့ဒီအချိန်ကကိုယ်တိုင်လည်းယုံကန်ရပြီအရန်ခက်ခဲတဲ့ကာလတစ်ခုရှိပါတယ်ယေရှုနောက်ကိုစားလိုက်တဲ့ခါမှာဒါကြောင့်အားပေးခြင်းနဲ့ယေရှုနောက်ကိုစားလိုက်ပြီးဒီလိုအခြေအနေတွေတွေ့ကြုံနေရရင်ညီကိုမောင်တို့ဇွဲမလျှော့ပါနဲ့လို့မကြခင်မှာစာရမဏေရဲ့ချုံနှောင်မှုအလုံးစုံတဲ့ကနေလွတ်မြောက်ပြီးတော့ကိုတို့ရဲ့မျက်မှောက်တော်ထဲမှာသင်ဟာလွတ်လပ်ပေါ်ပါဆိုအသက်ရှင်ခွင့်ရတော့မှာဖြစ်ပါတယ်ဖျားသခင်နာမတော်ဒီဘုန်းကြီးပါစေအဲ့ဒါပြီးသွားတဲ့ခါမှာတော့အယံကိုตายရတဲ့ဘဝလေးကိုလည်းရရှိပါတယ်ဆူတောင်းနိုင်ပြေးလိုက်တာနော်ဆူတောင်းနိုင်ပြေးကိုလှုပ်ဆောင်သမျှတွေအောင်မြင်ကောင်းချီးလေးတွေခံစားနော်မိသားစုလားအိမ်ထောင်ရေးရမှာလားအားလုံးချောမွေ့ပြီးတော့အားလုံးအဆင်ပြေတဲ့ကာလတစ်ခုရှိပါတယ်အဲ့ဒါတော့ဗာလဲဆိုတော့အချိုရတာလေးစားရတယ်လို့နော်အချိုရတာလေးစားရတယ်လို့သဘောကျနေတာကျမတို့ကအဲ့ဒီအချိုရတာလေးကြော်လွန်ပြီးတဲ့အခါမှာတော့ဘုရားသခင်ကအခါအရတာလေးကျွေးပါတယ်ကျမတို့ကိုနော်မာရအရက်ကိုတွေ့တယ်လို့ပေါ့နော်ဆိုတော့ဣသရေလလူမျိုးတွေဟုတ်လားခရီးသွားတာပင်ပန်းနေတဲ့အချိန်မှာ3ရက်လောက်ရေမတောက်ရတဲ့အခါမှာတခါတည်းဘာတွေ့လဲဆိုတော့ရေတွေ့တော့ရေကိုသွားတောက်လိုက်တော့ရေကခါနေတယ်မာရနော်ဒါနဲ့မာရအရက်လို့ပြောလိုက်တယ်နာမည်ပေးလိုက်တယ်ဘဝခါနေပါတယ်ပင်ပန်းနေပါတယ်ဆိုမှအဲ့ဒီခါတိတဲ့ရေကိုဘုရားသခင်ဘာလို့ပေးတွေ့တာလဲလူကခါတဲ့အရာတာကိုမကြိုက်ချင်ကြဘူးเนาะဘာပဲကြိုက်လဲဆိုတော့အချိုမအချိုဒါပေမဲ့အဲ့ဒီအချိုကဝိညာဉ်ရေးရမှာเนาะအဲ့ဒီအချိုစားရတဲ့ကာလကျမတို့ရှိပါတယ်ခန္ဓာစာမှာလေကျမတို့ငယ်ရွယ်တုန်းကအချိုတွေကြိုက်တယ်စားတယ်ဒါပေမဲ့အရွယ်တစ်ခုရောက်လာတဲ့ခါမှာကိုအတိစိတ်နဲ့เนาะငါတို့အချိုတွေရှော့ရမယ်ဆိုတော့ကျမတို့သိလာတယ်နောက်တစ်ချက်ကထူးခြားတာဘာလဲဆိုတော့ဟိုနေ့ကကျမအမေကကျင်းငါဒီနှလုံးလားသုံးလုံးလားမသိပါဘူးဝယ်လာပြီးတော့အိမ်အောက်ကနေကျမကိုထောင်ပြနေဈေးသွားတာဒီမှာတဲ့နော်သူကျင်းငါဒီနောက်ဘာလဲမသိဘူးလက်ထဲမှာကင်ထားဒီမှာတဲ့ဝဲလာတဲ့ကျင်းငါဒီဆိုပြီးတော့ပြောပြီးတော့ဝင်သွားတယ်နော်သွေးတွေဘာတွေတန့်အောင်လို့တဲ့စားမလို့တဲ့အဲ့လိုပြောတယ်အဲ့ဒါနဲ့နော်ဒါလေးကိုလည်းတစ်ချက်တတိလေးရှိထားမိလိုက်တာပေါ့နော်အဲ့တော့အရွယ်တစ်ခုရောက်လာတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ငယ်တုန်းကအခါဆိုတာမကြိုက်ဘူးဒါပေမဲ့အရွယ်တစ်ခုရောက်လာတဲ့ခါမှာအခါဆိုတာကျမ်းမာရေးအတွက်ကောင်းပါလားဆိုတဲ့အရာလေးတွေသိပြီးတော့ငယ်တုန်းကလှည့်မကြည့်ခဲ့တဲ့အစားအစာတွေကိုစားတက်လာတယ်ပေါ့နော်စားတက်လာတယ်ကျမကြီးနဲ့ညီညွတ်တယ်ဆိုလို့ရှိရင်စားချင်လာတယ်စားတက်လာတယ်နော်အသက်အရွယ်ကြီးလာတဲ့မြအခါးတွေကိုပိုကြိုက်လာတယ်ဆိုတဲ့အရာလေးတွေတွေ့ရတယ်ကျမတို့ဆိုတော့ဒါအခုလူလက်ပိုင်းပေါ့နော်ဒါပေမဲ့ငယ်တုန်းကကြိုက်တဲ့အရာတွေနဲ့ကွာခြားလာတယ်ပြီးတော့ကိုဟာကိုကျမ်းမာမယ်ဆိုရင်စားတက်လာတယ်နော်ဟာဒီအရွက်တွေစားလို့ရှိရင်ရေဓာတ်ဖြည့်တယ်အသားရည်လှတယ်ဆိုတော့စားတာပေါ့နော်လူကြီးတွေကြတော့လဲဒါတွေစားလို့ရှင်တော့ကျမ်းမာရေးအတွက်ကောင်းတယ်ဆိုတာသိပြီးတော့စားတက်လာတယ်အဲ့လိုပဲဝိညာဉ်ရေးရမှာလေနော်အချိုစားရတဲ့ကာလရှိတယ်လို့အခါကာလလည်းရှိပါတယ်အခါစားရတဲ့ကာလလည်းရှိတယ်ဒါပေမဲ့အဲ့ဒီချိန်မှာကျမတို့တွေဟာစားတက်ရမယ်နှစ်ခုစလုံးကို
အဲ့တော့ကျမတို့ကြည့်ပါမယ်ကျမတို့ရောက်ချင်းစီတိုင်းအချိုစားတဲ့ကာလရှိတယ်အဲ့ဒါကဘယ်အရွယ်မှာလဲနော်တစ်ကောခန်းကြီး3အပိုင်းငယ်1ကိုဖတ်ပါမယ် First Corinthians chapter 3 verse 1ကိုသွားပါမယ်လောကသားတွေကတော့လောကအစာတွေအကြောင်းဆွေးနွေးမှာပေါ့နော်ပုံစံလုံးတက်တဲ့အကြောင်းတွေဆွေးနွေးမှာပေါ့ဒါပေမဲ့ကျမတို့ကဝိညာဉ်အစာနဲ့ဆွေးနွေးနေတာပေါ့နော်ဆိုတော့ဒါကိုကလည်းထူးခြားတယ်မင်္ဂလာရှိတယ်အရာရာတိုင်းကနော်တကယ်ကိုဖျားသခင်ကောင်းမြတ်လွန်းပါတယ်သူများတွေကလောကအစာအတွက်စိတ်ပူပြီးစိုးရိမ်ပြီးဖြစ်နေတဲ့အခါမှာကျမတို့ကနော်နှုတ်ကပတ်တော်ဆင်ခြင်ပြီးတော့ဝိညာဉ်အစာနဲ့ဖြတ်တန်းနေရတာတကယ်ကျေးဇူးတော်ပဲနော်တစ်ကောခန်းကြီး3အပိုက်ငယ်1မှာညီကိုတို့အထက်ကငါသည်ဝိညာဉ်လူတို့အားဟောပြောတကယ်သို့တင်တို့အားဟောပြောရတော့အခွင့်မရှိပဲဇာတိပဂတိလူတို့အား၎င်းခရစ်တော်၌သူငယ်ကလေးတို့အား၎င်းဟောပြောတကယ်သို့ဟောပြောရ၏တဲ့အဲ့တော့ကောရိန္သုအသင်းတော်အားလူတွေကိုတမန်တော်ရှင်ပေါလုကနော်နှုတ်ကပတ်တော်တွေဝိညာဉ်လူတွေကိုဟောတဲ့နှုတ်ကပတ်တော်တွေလူကြီးတွေကိုဟောတဲ့နှုတ်ကပတ်တော်တွေတနည်းအားဖြင့်အခါအဆအဆကျမ်းမာရေးအတွက်ညီပါတယ်ဆိုကြွေးကျင်ပေမဲ့အဲ့ဒီအသင်းတော်ကလူတွေကြွေးလို့မရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ခလေးသူငယ်တွေဖြစ်နေနော်သူငယ်ကလေးတို့အားတဲ့နော်ဟောပြောတဲ့ကဲ့သို့ပဲဟောနေရတယ်ကလေးသူငယ်တွေကိုကြွေးတယ်လို့ပဲကြွေးနေရတယ်အရွယ်တစ်ခုမရောက်သေးဘူးလို့ပြောချင်တာဒါကြောင့်ဝိညာဉ်ရေးရမှာလေခလေးသူငယ်နော်အချိန်ကာလမှာကျမတို့ကဗာလဲဆိုတော့အချိုကြိုက်တယ်အချိုပဲစားခြင်းတယ်နှုတ်ကပတ်တော်ဆိုလဲချော့ဟောနေတဲ့နှုတ်ကပတ်တော်ပဲကြိုက်တယ်နော်ငါ့ကိုအပြစ်ပြောတာလားဆိုတဲ့အရာတွေမကြိုက်ဘူးစင်ကျင်ခိုင်းတယ်ဆိုတဲ့အရာတွေမကြိုက်ဘူးတတိနဲ့ဖျားစကားနားထောင်ဖို့ရှောင်ကျင်ခိုင်းတာတွေဆိုရင်မကြိုက်ဘူးเนาะကောင်းကြီးခံစားမယ်ဆိုမှကြိုက်တယ်ဟာနင်ကအောင်မြင်မယ်လို့ပြောပေးမှကြိုက်တယ်เนาะအဲ့လိုမျိုးပေါ့เนาะအချိုပဲကြိုက်တယ်တဲ့ဒါနဲ့ကျမတို့သင်အုပ်ဆရာပြောတဲ့စကားလေးတစ်ခုရှိပါတယ်ဆရာကြီးဂျိုးအော့စတင်ရဲ့စာအုပ်ကိုဖတ်ပြီးတော့ပြန်ပြောပြတဲ့အကြောင်းလေးပေါ့เนาะကျမကိုယ်တိုင်ဓာတ်ရိုက်ဖတ်မိတာတော့မဟုတ်ဘူးသစင့်ကြတာပေါ့เนาะဆရာကြီးဂျိုးအော့စတင်ကတရားဟောပြီးပြီဆိုရင်ねလူတွေကခွန်အားရကြအောင်အရန်ပြောတယ်တဲ့အဲ့ဒီပြင်နဲ့နော်ဒီဆရာကြီးရဲ့အမျိုးသမီးကဟာဘလို့ခွန်အားရတယ်ဆိုတဲ့အကြောင်းကိုပြောတယ်တဲ့တနေ့မှာတော့တဲ့ဆရာကြီးဂျိုးအော့စတင်ကအာရပါရသူတရားဟောတယ်တဲ့သူ့အတွက်တော့အဲ့ဒီနှုတ်ကပတ်တော်ဟာအရန်ကောင်းတယ်လို့သူအရန်ထင်တယ်ပေါ့နော်ဒါနဲ့အစင်ဘွားနေဆင်းလာတဲ့အခါမှာသူ့အမျိုးသမီးကလည်းဘာမှမပြောဘူးပေါ့နော်ကောင်းတယ်လည်းမပြောဘူးသူ့အမျိုးသမီးကဘာမှမပြောဘူးတဲ့ဒါနဲ့တဲ့နော်အောက်ရောက်သွားတော့လေပြိတ္တတွေတရားနာတဲ့သူတွေကလည်းဘာမှမပြောဘူးတဲ့အဲ့ဒီခါမှာဆရာကြီးကစိတ်မကောင်းဘူးပေါ့နော်ဒီနေ့ငါတရားဟောတာများမကောင်းလို့လားငါအနေနဲ့တော့အရန်ကောင်းတယ်လို့ထင်တာတရားမှလည်းကောင်းတယ်လို့လည်းမပြောဘူးဆိုပြီးတော့တဲ့ကိုတော့ပေါ့ဘာဖြစ်လို့လဲဘယ်သူမှလည်းကောင်းတယ်လို့မပြောဘူးလို့ပြောတဲ့ခါမှာတဲ့ဘုရားသခင်ကစကားတခုမှပြောတယ်တဲ့အဲ့ဒါဘာလဲဆိုတော့တဲ့ဂျိုးတဲ့နင်ကလေးမဟုတ်တော့ဘူးလို့ပြောပါတယ်တဲ့နော်အဲ့ဒီစကားလုံးလေးကိုသဘောကျလို့ကျမကဆွဲနေတာဟုတ်တယ်လေအချိန်ပြည့်အချီးမွမ်းမဲ့ကျမတို့ခံချင်နေတာကလေးသူငယ်အရွယ်ဒါကြောင့်ဖျားသခင်ကဆရာကြီးကိုစကားပြောလိုက်တယ်နော်နင်ကကလေးမဟုတ်တော့ဘူးလေလူကြီးရွယ်ရောက်လာပြီဆိုရင်ကြီးရင်တဲ့အရွယ်ကိုလှမ်းနိုင်ရတော့မှာပေါ့အချိန်ပြည့်သူများအချီးမွမ်းမဲ့ခံချင်နေလို့မရတော့ဘူးเนาะရင့်ကျက်တဲ့အရွယ်တစ်ခုကိုကျမတို့ဟာတက်လှမ်းနိုင်တဲ့အရွယ်ရောက်ရမယ်အဲ့ဒီလိုပါပဲကျမတို့လည်းဝိညာဉ်ရေးရမှာအချိုတွေကြိုက်ခဲ့တဲ့ကာလတွေရှိတယ်နော်ဒါကြောင့်ယေရှုကအယံကောင်းတယ်အယံရတာရှိတယ်ဆိုတာဗာလေကျမတို့ရဲ့ဘဝအသက်တာမှာလေအချိုအခါတွေအမျိုးမျိုးကိုဘုရားသခင်ကပေးတွေ့တာနော်ဘုရားသခင်နာမတော်ဒီဘုံကြီးပါစေဒါကြောင့်မလို့နော်ဝိညာဉ်ရေးရမှာအချိုကြိုက်ရင်ကလေးအရွယ်ပဲရှိသေးတယ်အခုကြီးရတဲ့အရွယ်ကိုကျမတို့လှမ်းဖို့ဖြစ်တယ်ဒါဆိုရင်တော့အခါလည်းပဲကျမတို့ကြိုက်တတ်ရမယ်အချိုပဲကြိုက်ပြီးအခါစားရပြီဆိုရင်တော့ဘုရားသခင်ကိုစိတ်ဆိုးလိုက်အပြစ်တင်လိုက်ဒေါသထွက်လိုက်ဖျားကြောင်မရောက်တော့ဘူးကျန်းစာမဖတ်တော့ဘူးစုမတောင်းတော့ဘူးကိုရောကိုစိတ်ကောက်လိုက်လောကထဲမှာနေခြင်းသလိုပြန်နေလိုက်နောက်2လ3လအရန်အစင်မပြေတော့ဘူးဆိုမှကိုရောစီပြန်လာလိုက်တချို့ကရှိသေးတယ်ဖျားသခင်နဲ့စိတ်ကောက်ထားတာတဲ့အဲ့လိုလူလည်းရှိသေးတယ်နော်ငါဖျားသခင်နဲ့စိတ်ကောက်ထားတာတဲ့အဲ့လိုရှိလိုက်နော်အမျိုးမျိုးဖျားနဲ့ဝေးသွားလိုက်ခဏနေပြန်ရောက်လာလိုက်ခဏနေပြန်ဝေးလိုက်နဲ့ကြည်ရင်တဲ့အရွယ်မတက်လှမ်းနိုင်တော့အချိုပဲကြိုက်နေကြတာ
ဒါကြောင့်အရွယ်တစ်ခုရောက်လာတဲ့အခါမှာတော့ခါတဲ့အရသာဆိုလဲကောင်းတယ်ဆိုတာသိပြီးကျမတို့စတက်လာတယ်လို့ဒီကနေ့ဝိညာဉ်ရေးရမှာလဲအချိုအခါအားလုံးကိုစတက်နိုင်ရမယ်ဟာလေလုယာတရားတတာကိုစဉ်းစားပါအချိုအခါငါစားနိုင်ပြီလားနော်စားနိုင်သေးတာတိတ်မကြသေးဘူးကျမတော်မှစားနိုင်သေးတာတိတ်မကြသေးဘူးလို့ထင်တယ်နော်ဆိုတော့ဘုရားသခင်ရဲ့ကျေးဇူးတော်လည်းအရန်ချီးမွမ်းပါတယ်ဘာလို့လဲဆိုတော့ဘဝရဲ့ခြုံမိန်မှုတွေနော်ခံစားခဲ့ရတဲ့ကာလတွေရှိပါတယ်အဲ့ဒီခြုံမိန်ခြင်းတွေခံစားတဲ့အခါမှာဟာလေလုယာဝတ်တာတယ်ကိုရောရဲ့ကောင်းမြတ်လိုက်တာပေါ့တခါဘဝရဲ့ခါတိမှုတွေကြုံတဲ့အခါမှာကျမတို့ကမကြုံချင်ဘူးကျမတို့မကြိုက်ဘူးလေဒါပေမဲ့အဲ့ဒီခါတိမှုတွေလေအဲ့ဒီခါတဲ့အရာတော်ကျမကြိုက်တက်လာတယ်ဘုရားသခင်နာမတော်ဒီဘုန်းကြီးပါစေအဲ့ဒါမကြသေးဘူးဘာလို့ကိုရောအရန်ကောင်းနေဆိုတဲ့ကိုရောရဲ့အရာတော်ကိုတည်သွားတဲ့အခါမှာအဲ့ဒီခါတိမှုတွေလည်းကျမကြိုက်တက်လာတယ်နော်ဘာလို့ဆိုတော့အဲ့ဒီခါတဲ့အရာကဝိညာဉ်ရေးရာတော့အလွန်မင်းအကျိုးရှိတယ်ဆိုတာကိုသိလာတဲ့အခါမှာအဲ့ဒီခါတိမှုလည်းကျမကြိုက်လာပြီးတော့မှကိုရောအရန်အရာတော်ရှိတယ်ဆိုတာဖြစ်လာတာဘုရားသခင်နာမတော်ဒီဘုန်းကြီးပါစေအဲ့တော့ဘဝရဲ့ဆုံးရှုံးမှုတွေတွေ့ကြုံလိုက်ခြင်းကလည်းကိုမမကြုံချင်တာနော်ဒါလေးလည်းခါတီးတာပဲဒါမဲ့တစ်ချိန်ကျတော့တိလာတဲ့အရာဘာလဲဆိုတော့အဲ့ဒီခါတီးရတဲ့အရာတွေကလည်းကောင်းတာပဲကိုတော့အရာသာတစ်မျိုးရှိတာပဲဘာလို့လဲဝင်တော့ဖယားသခင်တာ၍ဆုံးရှုံးသွားတယ်ဆိုရင်တာ၍ထောက်ပံ့နိုင်တဲ့ဖယားဆိုတာတွေမြင်တွေ့လာတယ်အဲ့ဒီဆုံးရှုံးလွတ်လိုက်ရတဲ့အရာတွေကကိုဝိညာဉ်ရေးအတွက်အကျိုးရှိတယ်ဆိုတာတွေသိလာတဲ့အခါမှာဟာဒီအခါကလည်းကြိုက်တာပဲဒါဆိုရင်အချိုပဲစားအခါပဲစားရကိုတော့အနောက်ကိုလိုက်မယ်တမျိုးစီအရာသာရှိတယ်ကိုတော့ဟာလေလုယာနော်ဒါကြောင့်မလို့အမှုတော်မြတ်ထဲမှာလဲကျမတို့တွေဆီယမနှုတ်ကပတ်တော်အရန်ခွန်အားရတယ်တို့ဆီယမကိုဖျားအရန်သုံးတယ်တို့ဆီယမတကယ်ဝိညာဉ်လူတို့ဆီယမရဲ့တက်တာကိုကြည့်ပြီးတော့ဘလို့ခွန်အားရတာတို့ပြောတဲ့ခါမှာအယံဝမ်းသာတယ်လို့နော်ကျမကိုအထင်လွဲပြီးတော့မှတခါရဲစိတ်ဆိုးတဲ့သူတွေရှိတယ်ကဲ့ရဲ့တဲ့အပြစ်တင်တဲ့သူတွေရှိတယ်အတင်းပြောတဲ့သူတွေရှိတယ်တစ်ချိန်လုံးကအဲ့လိုတွေပြောတော့နည်းနည်းတော့မကြိုက်ချင်ပါဘူးเนาะဒါမဲ့ဘုရားသခင်ကိုချစ်ကြောက်ယူတည်တဲ့အတွက်ကြောင့်တုံ့ပြန်တဲ့လှုပ်တော့မလုပ်ဘူးဘုရားလက်ကိုပဲအပ်ထားတယ်ဒါမဲ့အချိန်တစ်ခုရောက်လာတဲ့ခါမှာဘာလဲဆိုတော့ဒါတွေကအခါကလည်းကိုယ့်အတွက်အကျိုးရှိတယ်ဝိညာဉ်ရေးရာအတွက်အကျိုးရှိပါတယ်ကိုယ့်ကိုမချစ်တဲ့လူတွေကိုချစ်ရတယ်ဟုတ်တယ်နော်ကိုယ်ကိုတိုက်ခိုက်တဲ့လူတွေကိုကပြန်ပြီးတော့မှမေတ္တာပြခွင့်ရနေတယ်တကယ်တော့အဲ့ဒီအခါကတော်တော်ကိုအကျိုးရှိတာအခါလေတော်တော်အကျိုးရှိပြီဝိညာဉ်ရေးတော်တော်အရန်ကောင်းတော့တာဒီနေ့ဖျားသခင်ချီးမြှောက်ပြီးအသုံးပြုနေတာဟာအဲ့ဒီအခါကြောင့်ဆိုတာကျမပို့ပြီးသဘောပေါက်လာတယ်ကျမကောင်းကြီးတွေခံစားနေရတာကျမအခါကြောင့်နော်အစားအစာတော့အဲ့လိုပဲလေအချိုပဲစားနေလို့မှမရတာအခါလေးလဲစားပြီးမျှတအောင်စားတဲ့အခါမှာဒါရွေးကျမ်းမာတယ်လို့ပေါ့ဝိညာဉ်ရေးရမှာလဲအဲ့လိုပါပဲအဲ့ဒီအချိုအခါတွေစားကြံပြီးဝိညာဉ်ရေးရတာရွေးကျမ်းမာခြင်းနဲ့ဝိညာဉ်ရေးရချီးမြှောက်ခြင်းကိုအထူးခံစားနေရတာတကယ်တော့အဲ့ဒီအရာတွေကကောင်းကြီးပါပဲဒါကြောင့်ကိုတော့အရသာရှိတယ်နော်ကိုတော့အရန်ကောင်းတယ်နော်အဲ့ဒီလိုဝန်ခံနိုင်ဖို့ဆိုတာအချိုအခါစားနိုင်မှရမယ်ဟာလေလုယာဘုရားသခင်နာမတော်ဒီဘုန်းကြီးပါစေအဲ့တော့ဒီအချိုအခါနှစ်ခုစလုံးเนาะကျမတို့ရဲ့အသက်တာမှာလက်ခံနိုင်ရမယ်အဲ့ဒီအရာတွေကိုလက်ခံနိုင်တယ်ဆိုရင်တော့ဘာဖြစ်သွားလဲကိုတော့ကောင်းတယ်ကိုတော့ဟာအရသာရှိတယ်ဆိုတာသိပြီးကိုတော့ဘုရားကိုချီးမွမ်းနိုင်တော့တာပေါ့ဘုရားသခင်နာမတော်ဒီဘုန်းကြီးပါစေအဲ့တော့ချစ်ရတဲ့ညီကိုမောင်တို့မတွေအချိုစားခဲ့တဲ့ကာလတစ်ခုရှိခဲ့ပြီးပါပြီဘုရားသခင်တင့်ကိုအချိုတွေကျွေးခဲ့တဲ့ကာလရှိပါတယ်အဲ့ဒီလိုပဲเนาะအခါစားရတဲ့ကာလရောက်တဲ့အခါမှာလဲကျေးဇူးတော်ချီးမွမ်းပါအဲ့ဒီအရာတွေကြော်လွန်ပြီးသွားရင်တော့ညီကိုမောင်တို့မတို့တစ်ခါလေးမှနှစ်နဲ့တော့စောင့်ရတယ်เนาะခါတိမှုတွေတွေ့ကြုံခဲ့ရတယ်ဒါမဲ့တစ်နှစ်မထူးခြားဘူးနှစ်နှစ်သုံးနှစ်လေးနှစ်လောက်ကြာလာတဲ့အခါမှာအဲ့ဒီခါတိခြင်းဟာအဲ့ဒီအခါတွေဟာဘဝအတွက်ဘလောက်ထိဝိညာဉ်ရေးရာအတွက်ကောင်းကြီးဖြစ်လိုက်တယ်လေဘလောက်ထိအကျိုးပြုလိုက်တယ်လေဆိုတာပြန်သိလာတဲ့အခါမှာအိုးကိုတော့အရသာကောင်းလိုက်တာနော်ဆိုတာတွေသိရတာပေါ့နော်တချို့ဆိုရင်ကျမကိုအထင်လွဲတယ်နော်အမျိုးမျိုးဝေဖန်ခဲ့တယ်ဒါမဲ့နှစ်တွေကြာကြီးဆောင်းရပါတယ်မေတ္တာပြတယ်နောက်ဆုံးမှာတော့နော်ကျမတို့ရဲ့မေတ္တာအောင်နားလည်လာပြီးတော့ပြန်ပြောင်းလဲလာတဲ့အခါမှာစဉ်းစားကြည့်ညီကောင်မောင်တို့ခါတိခဲ့ပြီမဲ့
ဝိညာဉ်ရအတွက်အကျိုးရှိတယ်နော်အဆုံးသက်ကြတော့ဘုရားသခင်ဝမ်းမြောက်ခြင်းနဲ့အဆုံးသက်စေတယ်လို့အဲ့ဒီဂျားကာလမှာလဲဝိညာဉ်ရကိုပြုတ်ပြင်ပေးတာအများကြီးပဲနှိမ်ချရတဲ့အရာတွေရှိတယ်မေတ္တာပြရတဲ့အရာတွေရှိတယ်ခွင့်လွှတ်ရတဲ့အရာတွေရှိတယ်သိခံရတဲ့အရာတွေရှိတယ်ညီကိုမောင်တို့ဒါမဲ့ဝိညာဉ်တစ်ချောင်းမဆုံးရှုံးမဲ့ပြန်ပြောင်းလဲလာတဲ့အရာကအယံကိုခြုံမြင်စေပါတယ်ဘုရားသခင်နာမတော်ဒီဘုန်းကြီးပါစေအဲ့ဒီခါမှာအဲ့ဒီအခါတွေကဟာကောင်းကြီးတကယ်ဖြစ်ပါလားအခါတွေကချီးမြှောက်ခြင်းပဲအခါတွေကလည်းအဆုံးသက်ကြဝမ်းမြောက်ခြင်းနဲ့ဘုရားခင်ကအဆုံးသက်စေပါလားဆိုတဲ့အရာတွေကိုမြင်တွေ့ရပါတယ်ဘုရားသခင်နာမတော်ဒီဘုန်းကြီးပါစေအဲ့တော့အချိုလဲစားခဲ့တဲ့ကာလတွေသင်ရှိခဲ့ပြီးပါပြီအခါစားရတဲ့အခါမှာလည်းအဲ့ဒီအရာတော်ကိုခံစားပါဟာလေလုယာခါတယ်ငါမစားဘူးမကြိုက်ဘူးဆိုပြီးမလုပ်ပါနဲ့စားလိုက်ပါကြည်ကြည်နဲ့နော်ဒါပေမဲ့အဆုံးသက်မှာတော့တကယ်ပဲတင့်အတွက်အကျိုးပြုပါလိမ့်မယ်ဟာလေလုယာဒါကြောင့်ဘုရားသခင်ကောင်းမြတ်ကြောင်းကိုမီးစမ်းပြီးသိမှတ်ပါမီးလိုက်တဲ့အခါမှာကိုတော့အရန်ကောင်းတယ်ကိုတော့အရန်ရတာရှိလိုက်တာဆိုပြီးစဉ်းစားပြီးတော့ကျမမနှက်စာစားနေနဲ့နော်အစားတောက်တော့စားနေတာပဲဒါမဲ့ကျမအမျိုးသားရောယေရှုကအရန်ရတာရှိတယ်နော်ယေရှုဖျားအရန်ရတာရှိတယ်နော်လို့ကျမပြောလိုက်တာပြောရင်းနဲ့ဒီနှုတ်ကပတ်တော်ကိုကျမဆင်ခြင်ကြည့်လိုက်တာဆင်ခြင်မိသွားတာပေါ့နော်ပြန်ဆင်ခြင်ကြည့်တော့ဟုတ်တယ်ကိုတော့တကယ်အရသာရှိလားဟုတ်တဘွားလုံးကြုံခဲ့တဲ့အရာတွေပြန်စဉ်းစားလိုက်တဲ့အခါမှာဟာအကုန်လုံးဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေပဲထင်ကြံရစ်တာအဲ့တော့ကိုတော့အရန်ကောင်းတယ်ဒီဘုရားကိုဖယမ်းလိုက်တာနော်ဘဝမှာဆုံးရှုံးမှုလည်းမရှိဘူးဒီဘုရားကိုဖယမ်းလိုက်တာလွတ်မြောက်ခြင်းတွေငြိမ်သက်ခြင်းတွေကောင်းကြီးတွေဝမ်းမြောက်ခြင်းတွေရွှေငွေနဲ့လဲဝယ်လို့မရတဲ့ကောင်းကြီးမင်္ဂလာတွေခံစားနေရတာဒီယေရှုဖျားကိုရတဲ့အတွက်အဲ့ဒီအရာကိုလောကသားတွေကိုပြောပြချင်တယ်နော်ဒါပေမဲ့ထပ်တူသူတို့နားမလည်နိုင်ဘူးဒါပေမဲ့ယေရှုကိုမီးစမ်းပြီးတော့ကောင်းမြတ်ကြောင်းသိသွားတဲ့လူချင်းချင်းယုံကြည်သူချင်းချင်းတွေ့တဲ့ခါမှာတော့အရန်အဆင်ပြေတယ်အများကြီးပြောစရာမလိုတော့ဘူးကိုတော့ကောင်းတယ်ကိုတော့အရသာရှိတယ်ဆိုတာကိုလေခံစားဖို့တဲ့လူကပဲသိတာလေဟာလေလုယာယေရှုကိုရတဲ့လူကပဲအဲ့ဒီအရသာကိုသိသွားတာဟာလေလုယာအဲ့ဒီအချိန်မှာမနေနိုင်တော့ဘူးလေကိုလိုပဲသူများကိုလွတ်မြောက်စေခြင်းနဲ့ဝမ်းမြောက်စေခြင်းနဲ့ငြိမ်သက်ခြင်းနဲ့ခံစားစေခြင်းနဲ့ကောင်းကြီးတွေခံစားစေခြင်းနဲ့အဲ့ဒီခါကျတော့မနေနိုင်တော့ဘူးနော်အကောင်းဆုံးအစားစားရရင်ကိုချစ်တဲ့လူတွေကိုကြွေးချင်တယ်လို့မျိုးပေါ့နော်အဲ့တော့ယေရှုဖျားအယမ်းရတာရှိပြီးကောင်းတာကိုမပြောဘဲနဲ့မနေနိုင်တော့ဘူးပြောတော့တာပေါ့ကိုတော့အရန်ကောင်းတာ哦နော်ဒါကြောင့်အဲ့ထက်လေးတဲ့စကလုံးတွေရှင်ပြောချင်တယ်ဒါမဲ့ပြောမပြတတ်တော့ဘူးနော်အဲ့တော့ညီကိုမောင်တို့မတွေလည်းအခုနှုတ်ကပတ်တော်ခံယူနေနဲ့ကိုဖြစ်နေမှာဟုတ်တယ်ယေရှုအရသာရှိတယ်အရန်ကောင်းတယ်ဒီဖျားနဲ့သွားတာနော်အရာရာကိုတကယ်ကိုငြိမ်သက်နေတာပြဿနာမရှိတော့တာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီထဲမှာငါတို့ဘလို့ဖြစ်နေလဲမသိဘူးနော်ငြိမ်သက်နေတာအခြေအနေတွေတော့မဟန်ပါဘူးဒါပေမဲ့ဘလို့ဖြစ်ပြီးငါတို့ဝမ်းမြောက်နေတာလည်းမသိဘူးနော်ခါရငွေတုပ်ကြီးပိုက်ထားလို့လည်းမဟုတ်ဘူးရွှေတုပ်ကြီးပိုက်ထားလို့လည်းမဟုတ်ဘူးဒါပေမဲ့ငါတို့လည်းငြိမ်သက်နေတာငါတို့လည်းဝမ်းမြောက်နေတာဒီဖျားကောင်းမြတ်ချင်းကြောင့်တွေပြောနေရရင်ငါတို့တွေလေနော်ဝမ်းသာနေတယ်ဆိုတာမျိုးတွေကျမတို့ဒီထူးခြားတဲ့အရာတာကိုစားဘူးတဲ့လူကပဲသိတယ်ဟာလေလုယာဒါကြောင့်ဆာလန်ဆရာကလည်းအဲ့ရပေါ်မှာကိုရောကိုအောင်းမေးလိုက်တဲ့ခါမှာကိုရဲ့ကောင်းမြတ်ချင်းကြောင့်လေသူကစဉ်းစားကြည့်လိုက်တဲ့ခါမှာစီဦးနဲ့စူသောအသားကိုစားလိုက်ရတယ်လို့ပဲအရန်အကောင်းဆုံးစားစာကိုစားလိုက်ရတယ်လို့ပဲအရသာရှိပြီးတော့မှပိုက်ပြေးပြီးတော့မှတခါတည်းရှင်လန်းသွားတယ်လို့မျိုးပဲတဲ့ဝိညာဉ်ရေးရမှာရှင်လန်းပြီးတော့မှကိုရောရဲ့ကောင်းမြတ်ခြင်းကြောင့်နေစင်ချင်းရှင်လန်းပြီးတော့မချီးမွမ်းမနေနိုင်တော့ပဲနဲ့ကိုရောကိုသူကချီးမွမ်းတာတဲ့ဟာလေလုယာဘုရားသခင်နာမတော်ဒီဘုန်းကြီးပါစေအဲ့တော့လေကျမတို့လိုပဲယေရှုခရစ်တော်ကလည်းလူစားတိခံတဲ့ခါမှာအဲ့ဒီလိုရှိတယ်နော်ညီကိုမောင်တို့ရှင်ယောဟန်အခန်းကြီး4ကိုကျမတို့ဖတ်ရအောင်နော်ရှင်ယောဟန်အခန်းကြီး4အပိုင်ငယ်31ကနေ34အထိကျမတို့ဖတ်ပါမယ် John chapter 4 verse 31 to 34ဖြစ်ပါတယ်ဟုတ်တယ်နော်ညီကိုမောင်တို့လည်းအဲ့ဒီထူးခြားတဲ့အရာတာကိုခံစားနေရတယ်မလားလောကသားတွေမသိတဲ့အရာတာနော်ကျမတို့ပဲစားနေရတာယေရှုရတဲ့သူတွေပဲစားနေရတာလောကသားတွေမသိတဲ့အရာတာနော်ဟာဘလို့စားတော့ဆိုင်ကြီးမှာဘလို့ဟိုတယ်ကြီးတွေမှာသွားစားတယ်ဆိုတာနဲ့ဘာမှမဆိုင်နဲ့ပတ်စံရမ်းချမ်းသာပါတယ်ဆိုတဲ့လူတွေနော်အိုးကဘာပေါ်မှာအကျွယ်ဝဇုံးပါဆိုတဲ့လူတွေတောင်မစားဘူးတဲ့ယေရှုကိုရတဲ့ဖခင်သားသမီးတွေပဲစားဘူးတဲ့ထူးခြားတဲ့အရာသာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်သင်နဲ့ကျမတကယ်ထူးခြားတဲ့ကောင်းကြီးခံစားရတဲ့သူတွေဖြစ်တယ်
နော်ရွှေငွေစီးစိမ်နဲ့ဝယ်လို့တော့မရနိုင်တော့အရန်ချမ်းသာကြွယ်ဝပါဒီဆိုတဲ့လူတွေတော့မစားဘူးတဲ့ယေရှုကိုရတဲ့ဖခင်သားသမီးတွေပဲစားရတဲ့နော်အရသာထူးခြားတဲ့အရသာဖြစ်ကိုရောကောင်းတယ်ကိုရောရတာရှိတယ်ဆိုတာစားဘူးတဲ့လူပဲသိတာလေဟာလေလုယာဒီမှာရှင်ယောဟန်အခန်းကြီးလေးအပိုက်ငယ်31ကနေ34မှာမရောက်မီတွင်တပည့်တော်တို့ကအရှင်ဖျားအစာကိုသုံးဆောင်တော်မူပါဟုတောင်းပန်ကြလေတပည့်တော်တွေကအစာဝယ်ဖို့သွားတယ်နော်ဒါပေမဲ့အဲ့ဒီရှမာရိအမျိုးသမီးနဲ့လေယာကုပ်ရေတွင်းနားမှာနော်ယေရှုနဲ့တွေ့နေတဲ့အကြောင်းလေးဖြစ်ပါတယ်ညီကိုမောင်တို့မတို့နော်အဲ့ဒီရှမာရိအမျိုးသမီးနဲ့ယေရှုနဲ့တွေ့ဆုံတဲ့အကြောင်းလေးဖြစ်ပါတယ်အဲ့တော့ဒီမှာအစာသွားရှာပြီးတော့မှနော်ပြန်လာကြတယ်အဲ့ဒီအမျိုးသမီးကတော့သူ့ရွာထဲမှာသွားပြီးတော့မှယေရှုရဲ့အကြောင်းကိုသွားသက်သေခံတယ်အဲ့ဒီချိန်မှာရွာထဲလူတွေထွက်ပြီးယေရှုစီမှာရောက်လာသေးတဲ့အချိန်မှာတဲ့တပည့်တော်တို့ကအရှင်ဖျားအစာကိုသုံးဆောင်တော်မူပါဟုတောင်းပန်ကြလင်ယေရှုပါပြန်ပြောလဲဆိုတော့စကားလုံးလေးကတင်တို့မသိတဲ့အစာဒီငါ၌ရှိသည်ဟုမိန့်တော်မူ၏တဲ့အာမင်ထူးခြားတဲ့အစာကိုယေရှုကစားပြီးသွားပြီထူးခြားတဲ့အယံအရသာရှိတဲ့အယံကောင်းတဲ့အစာကိုယေရှုကစားပြီးသွားပြီဒါပေမဲ့တပည့်တော်တွေကနားမလည်ဘူးထို့ကြောင့်တပည့်တော်တို့ကတစုံတယောက်သောသူသည်စားစရာကိုပို့ပြီးတော့ဟိုအချင်းချင်းမေးမြန်းကြတယ်ဟဲ့ငါတို့မလာခင်ကိုတော့တယောက်ကများအစာပို့တော့တာလားသူစားပြီးသွားလို့ဖြစ်မယ်ကိုတော့ပြောတဲ့နော်နင်တို့မသိတဲ့အစားစားနင်တို့မသိတဲ့အရသာဆိုတာကိုတော့ကခံစားနေရတာတပည့်တော်တွေမသိလိုက်ဘူးဒါနဲ့ယေရှုကတဲ့အဲ့ဒီအရသာအကြောင်းအဲ့ဒီအစာအကြောင်းကိုထပ်ပြောတယ်နော်ယေရှုကငါကိုဆင်လွတ်တော်မူသောသူ၏အလိုတော်ကိုဆောင်ခြင်းသည်တဲ့သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည်ငါစားစရာဖြစ်၏အာမင်အဲ့တော့ဒီမှာဆင်လွတ်တော်မူသောသူ၏အလိုတော်ကိုဆောင်ခြင်းသူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည်ငါစားစရာဖြစ်တယ်အဲ့တော့ခမဲတော်ဖျားစေခိုင်းတဲ့အမှုတော်ကိုပြီးမြောက်စွာလှုပ်ဆောင်လိုက်တဲ့ခါမှာအယံဝမ်းမြောက်နေရတယ်ယေရှုဖျားကပြီးတော့ခမဲတော်ရဲ့အလိုတော်ကိုဆောင်ခွင့်ရနေတာအယံမဲ့သူဝမ်းမြောက်နေရတယ်အဲ့ဒါကသူ့အတွက်စားစရာဖြစ်တယ်စဉ်းစားပြီးလှုပ်ဆောင်ခွင့်ရနေတဲ့အရာကိုဝမ်းသာပြီးတော့မှနော်စဉ်းစားပြီးတော့ဝမ်းမြောက်ပြီးတော့မှအဲ့ဒါအကောင်းဆုံးအရာသာအရှိဆုံးအစားအစာကိုယေရှုကစားလိုက်ရတယ်လို့ပဲတဲ့စာလန်ဆရာလည်းကိုတို့ရဲ့ကောင်းမြတ်ခြင်းကြောင့်တွေးလိုက်ရတာအကောင်းဆုံးနော်စုသောအသားနဲ့စီဥကိုစားပြီးဝသွားတယ်လို့ပဲသူဝသွားတယ်ယေရှုခရစ်တော်ကလည်းခမဲတော်ရဲ့အလိုတော်ဆောင်လိုက်ရတာအမှုတော်ဆောင်လိုက်ရတာအကောင်းဆုံးအစားအစာကိုသူစားလိုက်ရတယ်နင်တို့မသိတဲ့အစားစားလိုက်ရတယ်တဲ့ဒီနေ့သင်တဲ့ကျမလဲလောကသားတွေမသိတဲ့အရာတာလောကသားတွေမသိတဲ့အစားဟာလေလုယာဒီနေ့သင်တဲ့ကျမစားသုံးခွင့်ရနေတယ်အဲ့ဒီအရာသာရှိအစာကိုစားခွင့်ရနေတယ်အဲ့ဒီအရာသာရှိတဲ့အရာသာကိုဒီနေ့ခံစားခွင့်ရနေတယ်ဖခင်သခင်နာမတော်ဒီဘုန်းကြီးပါစေအဲ့ဒါကြောင့်ဘဝတစ်လျှောက်လုံးတွေ့ကြုံခဲ့တဲ့အရာအားလုံးဟာညီကိုမောင်တို့ပြန်စဉ်းစားကြည့်ပါခံစားရတဲ့အချိန်မှာဝမ်းနည်းတယ်လို့ထင်ပေမဲ့အဆုံးသတ်မှာတော့ဂယုဏနဲ့ပတ်ရစ်ပြီးတော့မှဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ကပဲထင်ကြံရစ်တယ်မဟုတ်ဘူးလားတေးချပြန်စဉ်းစားကြည့်ပါအဲ့ဒါတွေစဉ်းစားဆင်ခြင်ရင်လေသင်ထူးခြားတဲ့အရာတာကိုခံစားရလိမ့်မယ်အာမင်ဒါဆိုရင်အနာဂတ်အတွက်လည်းမမှုတော့ဘူးအချိုပဲလာမလားအခါပဲလာမလားအေးဆေးပဲကိုတော့ဘာလို့လဲဆိုတော့ထူးခြားတဲ့အရာတာကိုသိသွားပြီခါတာလည်းအကျိုးရှိတယ်ပြီးရင်အရာတာကိုသိသွားပြီအခါလာမလားလာပါစေမရှောင်တော့ဘူးစားပလိုက်မယ်ဘာလို့လဲခန္ဓာအတွက်အကျိုးရှိတယ်စားသေးတာပဲအဲ့ဒီလိုပဲဝိညာဉ်ရေးအတွက်အကျိုးရှိတယ်ခါတီးခြင်းတွေလည်းကြောက်မနေတော့ဘူးတုံ့လှုပ်မနေတော့ဘူးစားမယ်ကိုတော်နဲ့ဆိုအယံရတာရှိတယ်ဟာလေလုယာဖခင်သခင်နာမတော်ဒီဘုန်းကြီးပါစေနော်ကျမတို့တချင်းတော့ဆိုရမလားကိုရောနဲ့ဆိုခီးကြမ်းလဲမမှုပါဘာဆိုပါတခုမှမမျောလင်းတော့ဘူးကိုရောချစ်တွေကျွန်ုပ်ဘဝအာအင်ပါဆိုတာတချင်းတော့ဆိုကြတယ်နော်အဲ့ဒီလိုပဲအခါလဲမရှောင်ပါနဲ့လို့အဲ့ဒီအခါအရသာလဲကိုရောနဲ့ဆိုစားကြည့်လိုက်ပါအယံအရသာရှိတဲ့ညီကောင်မောင်တို့ဟာလေလုယာဖခင်သခင်နာမတော်ဒီဘုန်းကြီးပါစေအချိုကတော့ပြောစရာမလိုလေကျမတို့အားလုံးကြိုက်တာဟုတ်အဲ့တော့အချိုလဲတလှည့်ကျွေးတယ်ခါလာလေးလဲတလှည့်ကျွေးတယ်အဲ့ဒီအရာလေးကအစားအရသာရှိတယ်ဘာလို့လဲဆိုတော့ကိုရောနဲ့မဝေးဖို့ရန်အတွက်
အချိုလေးကျွေးလိုက်ခါလေးကျွေးလိုက်အရန်ကောင်းမြတ်တယ်နော်ဆိုတော့ဘယ်အရာမဆိုဘယ်အမှုရာမဆိုဘဝတွေ့ကြုံခဲ့တဲ့အခြေအနေပဲဖြစ်ဖြစ်နောင်လာအောင်မဲ့အရာတွေပဲဖြစ်ဖြစ်ကိုတော်နဲ့ဆိုရင်မှုစရာလည်းမလိုသလိုပြန်စဉ်းစားဆင်ခြင်ကြည့်လိုက်တဲ့ခါမှာလေအဲ့ဒီထူးခြားတဲ့အရာတာကိုပဲခံစားရတယ်ညီကိုမောင်မတို့ဟာလေလုယာဖျားသခင်နာမတော်ဒီဘုန်းကြီးပါစေအဲ့တော့ဒီနေ့တော့ဒီလောက်လေးနဲ့ပဲကျွန်မကထူးခြားတဲ့အရာတာဆိုရယ်နှုတ်ကပတ်တော်လေးခေါင်းစဉ်လေးနဲ့ဝင်ငါတက်သေးခံသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့တော့ဒီညမှာတော့ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးအကြောင်းတွေကိုစဉ်းစားပါကိုရောရဲ့ကောင်းမြတ်ခြင်းတွေပဲထွက်လာပါလိမ့်မယ်အဲ့ဒီခါမှာတင်အဲ့ဒီထူးခြားတဲ့အရာတာကိုပြန်ခံစားရမှာပေါ့နော်ကိုရောအရန်အရာတာရှိတယ်ကိုရောအရန်ကောင်းတယ်ဆိုတာကိုပြန်စဉ်းစားပြီးတော့မှနောင်လာမယ့်အနာဂတ်တော့လည်းတင်မှုတော့မှာမဟုတ်ဘူးအေးဆေးပဲဖြစ်သွားမှာဟာလေလုယာအဲ့ဒီအရာတာရှိအရာတာကိုမြည်စမ်းနိုင်ဖို့ညီကောင်မောင်မတွေကောင်းချီးပေးပါစေဖျားသခင်ကောင်းချီးပေးပါစေအဲ့ဒီအရာတာလေးကိုခံစားခွင့်ရဖို့ညီကောင်မောင်မအရောက်ချင်းစတိုင်းဖျားသခင်ကောင်းချီးပေးပါစေယေရှုဖျားအရန်ကောင်းတယ်ဆိုရယ်အရာတာကျွန်မခံစားရသလိုထပ်တူနော်ညီကောင်မောင်မတွေကိုလည်းဝိညာဉ်တော်ဖျားဖွင့်ပြပြီးအဲ့ဒီအရာတာကိုထပ်တူခံစားနိုင်ဖို့ညီကောင်မောင်မရောက်ချင်းစတိုင်းဖျားသခင်ကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်အားလုံးပဲဖျားသခင်ကောင်းချီးပေးပါစေဒါဆိုခဏလေးဆုတောင်းမယ်နော်ဆုတောင်းရင်းနဲ့ကျေးဇူးတော်လည်းချီးမွမ်းရအောင်ဖျားသခင်ထာဝရဖျားထူးခြားသောအရာသာအဖြစ်ကိုရောခေါင်းစဉ်အဖြစ်နှုတ်ကပတ်တော်ဆင်ခြင်ခွင့်ရပါတယ်ဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်မှတ်ပါတယ်ကိုရောဟာအလွန်ပင်ကောင်းမြတ်တဲ့ဖျားပါကိုရောဟာအရာသာရှိသောဖျားပါကိုရောဘယ်လောကဖျားနဲ့မှလည်းမတူပါဘူးကိုရောဟာစัจ java လာတစ်ခုလုံးကိုပိုင်သောဖျားပါသားသမီးတို့ခန္ဓာအစာမှလည်းအချိုအခါအချင်းအဆက်အဖန်ငန်းကိုရောအရသာဆုံးလေးစွာကျွေးတယ်လို့မျိုးပဲဝိညာဉ်ရေးရမှာလေသားသမီးတို့အရသာအစုံကိုတော့ကျွေးပါတယ်အဲ့ဒီအရသာအစုံကိုစားခြင်းအဖြစ်ကိုရောဖျားကိုခန္ဓာအတွက်ကောင်းကြီးဖြစ်ပြီးတော့မှအဲ့ဒီအရသာအမျိုးမျိုးထဲမှာကိုရောအရသာရှိတယ်ကိုရောကောင်းတယ်ဆိုတာသားသမီးတို့သိခွင့်ရတယ်ကျေးဇူးတင်တယ်စင်ကြင်ခွင့်ရလို့လေကျေးဇူးတင်ပါတယ်ဒါကြောင့်ဘဝမှာအချိုတွေစားခဲ့ရတဲ့ကာလအချိုမိန်ခြင်းတွေအတွက်လည်းကျေးဇူးတင်တယ်အခါစားရတဲ့ကာလကိုရောကိုကျေးဇူးတင်တယ်ဘာလို့ဆိုဝိညာဉ်ရေးအတွက်အကျိုးရှိတယ်ဒါကြောင့်အချိုအခါဘဝမှာတွေ့ကြုံတဲ့အနိမ့်မြင့်တက်ကြအားလုံးကိုပြန်ပြီးတော့စဉ်းစားဆင်ခြင်လိုက်တဲ့အခါမှာအဖြေအတစ်ခုပါပဲကိုရောအလွန်မင်းကောင်းမြတ်တယ်ကိုရောအရသာအရန်ရှိတယ်ဒါကြောင့်အဲ့ဒီထူးခြားတဲ့အရသာကိုသားသမီးတို့ခန်းစားခွင့်ရတယ်လောကီသားတွေမသိတဲ့အစာကိုစားခွင့်ရတယ်လောကီသားတွေမသိတဲ့အရာတာကိုသားသမီးတို့ထူးခြားစွာခံစားခွင့်ရတယ်ဒါကြောင့်ကိုရောဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လောကကြီးမှာတွေ့ကြုံသမျှအားလုံးဟာအချင်းကြီးမဟုတ်ပါဘူးဝိညာဉ်ရေးရာအကျိုးအတွက်ကိုရောပေးတွေ့ခဲ့တဲ့အရာတွေပါစဉ်းစားလိုက်တဲ့အခါမှာကိုရောအရန်ကောင်းတယ်ဆိုတာမှလွဲပြီးတော့ကိုရောတခြားပြောစရာလည်းမရှိတော့ပါဘူးကိုရောအရန်ပဲကောင်းမြတ်လုံးပါတယ်ကိုရောကိုကျေးဇူးတင်တယ်ကိုရောဟာတကယ်ကိုအရသာရှိတဲ့ဖျားပါဒါကြောင့်ကိုရောကလည်းပြောပါတယ်ငါကောင်းမြတ်ကြောင်းကိုမီးဆန်းပြီးသိမှတ်ပါမီးမသိမှာဒါကြောင့်ဒီနေ့ကိုရောကိုစားသုံးခွင့်ရခဲ့တယ်ကိုရောနဲ့တလုံးတစ်ဝါထပ်တူဖြစ်ခွင့်ရခဲ့တယ်ဒါကြောင့်သားသမီးတို့တွေကိုရောအရသာရှိကြောင်းကောင်းမြတ်ကြောင်းကိုလည်းသားသမီးတို့သိခွင့်ရပြီကိုရောကျေးဇူးတင်တယ်ဒါကြောင့်သားသမီးတို့တွေလာမဲ့နေ့အနာဂတ်အတွက်မမှုတော့ပါဘူးဘဝမှာဘလို့ပဲအနှိမ့်မြင့်တက်ကြတွေတွေ့ကြုံနေပါစေကိုရောကိုပဲဖယမ်းထားမယ်ကိုရောနဲ့ပဲခရီးဆက်အောင်မယ်ကိုရောကိုပဲလက်ကိုတွဲထားအောင်မယ်ကိုရောနဲ့ပဲထာဝရထိသားသမီးတို့တွေအတူသွားချင်တယ်ထာဝရထိကိုရောနဲ့နေခွင့်ရအောင်မဲ့အရာတွေအားလုံးတွေ့လဲကျေးဇူးတင်တယ်အလိုအဆုံးကယေရှုဖခင်ကိုရောကိုပဲဖြစ်ပါတယ်အချိန်တွေကြာလာတာနဲ့အမျှနှုတ်ကပတ်တော်တွေဆင်ခြင်ခွင့်ရလာတာနဲ့အမျှကိုရောနဲ့တာ၍ယဉ်နီးလာတယ်ကိုရောကိုတာ၍ချစ်သက်လာတယ်ကိုရောအလေးလာတွေတိလာတယ်ကိုရောကိုတာ၍ဆွဲလန်းလာတယ်ကိုရောကိုဘလို့မှသားသမီးတို့လက်မလွတ်နိုင်ဘူးကိုရောနဲ့ပဲထာဝရနေချင်တယ်ဆိုတာပို့သေးကြတယ်ကိုရောသိကျေးဇူးတင်တယ်ကိုရောအမှုပြုတ်ပေးနေတဲ့အရာအားလုံးအတွက်ကျေးဇူးတင်တဲ့ယေရှုဖခင်ကျေးဇူးတော်ပေါင်းရေတွက်ချီးမွမ်းပြီးဒီနေ့နှုတ်ကပတ်တော်အဆုံးသတ်တဲ့အခါမှာတပါးရီသားတော်သခင်ယေရှုနာမ၌ဆုတောင်းဆက်ကပ်လျက်နှုတ်ကပတ်တော်ဝင်ငါခြင်းကိုအဆုံးသတ်ပါတဲ့အဖဖခင်သခင်အာမင်အာမင်ကျေးဇူးတင်ပါတယ်အားလုံးပဲဖခင်သခင်ကောင်းချီးပေးပါစေ
ဟုတ်ကဲ့ပါနေတိုင်းမှာအသက်ရှင်တဲ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုညီကိုမောင်နှမတွေခံယူတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဖျားသခင်ကောင်းချီးပေးပါစေပြီးရင်ကျမတို့နေတိုင်းပဲနေ့လယ်3နာရီမှာတော့ဆ iam ဒေါ်လီ page ကနေ live လွှင့်ပြီးအသက်ရှင်တဲ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ဝင်ငှသွားပါတယ်ဒါကြောင့်နှုတ်ကပတ်တော်ခံယူဖို့အားလုံးယေရှုနာမ၌ခေါ်ဖိတ်ပါတယ်တနေ့လာနေ့တိုင်းမှာတော့ည6နာရီနေ9နာရီထိကျမတို့ကျမ်းစာသင်ခြင်းစီစဉ်ရှိပါတယ်နော်ဟုတ်ကဲ့ပါ Zoom ID နဲ့ passport မရသေးရင်လည်းကျမစီမှာတောင်းလို့ရပါတယ်ပြီးရင်ဖျားသခင်ကျေးဇူးတော်ကြောင့်ကျမတို့ဖိတ်မှန်တော်လည်းပဲပြန်စနေပါပြီเนาะကျမတို့ဒီတစ်ပတ်လောက်ကတော့အခြေအနေတွေအမျိုးမျိုးအနေထားကြောင့်ကျမတို့ရလိုက်ရတဲ့အရာလေးတွေရှိတယ်ပေါ့နော်အခုတော့ကျမတို့ပြန်ပြီးတော့မှစနေပါပြီဒီနေ့မီလိုင်းတွေအတွက်เนาะကြံနေတဲ့အရာတွေကိုဆက်ပြီးတော့လုပ်ပါတယ်ပြီးရင်အနောက်မှာကျမတို့ကြောက်ကြီးတွေစီဖို့လဲကျမတို့အပ်ပါပြီเนาะဆိုတော့ပြန်ဆက်ပြီးတော့လုပ်နေပါပြီအဲကြောင့်ညီကိုမောင်နှမတွေဆက်ပြီးတော့မှဆုတောင်းကူပေးကြပါကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုရင်ဒီနေ့တော့နာမည်တွေခေါ်ပြီးနှုတ်ဆက်တော့ဦးเนาะကျမလိုင်းဆင်းလိုက်မယ်เนาะကျေးဇူးတင်ပါတယ်เนาะအားလုံးကိုဘုရားသခင်တာ၍ကောင်းချီးပေးပါစေ